အားလုံးပဲမင်္ဂလာပါအခုကျွန်တော်တို့ရောက်ရှိနေတဲ့နေရာတော့ရွာငံလမ်းပေါ်မှာရှိတဲ့ရေပြအိုင်ပါခင်ဗျာ喂，你阿不别了，你这样的，这样的呢？Giao đi. Cái này. ရေပြအိုင်ဆိုတဲ့အတိုင်းပဲရေလေးတွေကတော့ပြားနေတာပါပဲခင်ဗျာအောက်ခြေကိုလည်းအတိုင်းသားမြင်နေရတယ်ရေကတော်တော်ကြီးတယ်ခင်ဗျာအောက်ခြေကသစ်ပင်လေးတွေကကျိုးနေတဲ့ဟာလေးတွေကိုမဖယ်ဘဲနဲ့သဘာဝအတိုင်းထားတာလေးကသူ့ရဲ့အလှတစ်မျိုးဖြစ်ပေါ်စေပါတယ်ခင်ဗျာမညွတ်စီနေလို့ဒီလိုကန်နေလက်ဖျားမကန်ဘူး ညွတ်စင်နေတော့ငါလည်းညွတ်နေတာ အဲ့တော့တယောက်တစ်ဖက်ကောင်းနေတယ်ကောင်းတော့ ခုရောက်ရှိတဲ့နေရာကတော့ရေပြအိုင်နဲ့ဆိုတိတ်မလှမ်းပါဘူးအဲ့ဒီနားမှာရှိတဲ့တောကျဲရေတကုံဖြစ်ပါတယ်တောကျဲရေတကုံကတော့ရေစီးရေလာအားကောင်းပြီးတော့ရေကျအားလည်းကောင်းတဲ့အတွက်ဒီမှာရေချိုးမဲ့ဆိုရင်အဆင်ပြေပါတယ်ပုံစံအနေထားကတော့နေမျိုးက B4 နဲ့ပုံစံအလားတန်တူပါတယ်ဒီမှာရေတော်တော်ကြီးပါတယ်နောက်ပြီးတော့လူလည်းနေတဲ့အတွက်လာရောက်လက်ပတ်တာအဆင်ပြေပါတယ်ခင်ဗျာတစ်ခါတစ်ခါတော့လာရောက်လက်ပတ်ပြီးတော့ရေတခွင်ရေလေးချိုးကြည့်ဖို့ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ
တော့ကျရေတကောကောင်းတယ်ရေတကောကြီးတယ်ရေလဲများတယ်အေးတယ်